မင်္ဂလာပါမဟာဘုံနှစ်ကျွန်းသမားတွေရဲ့အချစ်ရည်နဲ့ပတ်သက်တဲ့သူတို့ရဲ့စိတ်ရည်စိတ်ထားသဘောတရားလေးတွေကိုတင်ပြပေးကြပါမယ်ကျွန်တော်ဆရာချင်းကိုဖြစ်ပါတယ်မဟာဘုံနှစ်ကျွန်းသမားတွေကအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်သူတို့ကလူနှစ်မျိုးကိုတွေ့ရတယ်ဘယ်လိုလူနှစ်မျိုးကိုတွေ့ရလဲဆိုတော့ပထမလူတစ်မျိုးကအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်အဆုံးစုံထိချစ်တတ်တဲ့လူမျိုးဒုတိယလူတစ်မျိုးကကြတော့အချစ်ရည်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်နည်းနည်းဗျာများတတ်တဲ့လူတစ်မျိုးဗျာများတယ်ဆိုတာဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်မျက်နှာများတာပေါ့မျက်နှာများတယ်ဆိုတဲ့လူတစ်မျိုးအဲ့လိုလူတစ်မျိုးကိုတွေ့ရတယ်ပထမတစ်မျိုးကအဆုံးစုံထိချစ်တတ်တယ်ဆိုတဲ့အတိုင်းအတာကဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်သူကအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်ဒါမဟာဘုံနှစ်ကျွန်းရဲ့သဘောတရားကဘာလို့သူအစွန်းတစ်ဖက်ကိုတအားရောက်တယ်အစွန်းတစ်ဖက်ကိုတအားရောက်တယ်ဒီနှစ်ကျွန်းသမားတွေရဲ့ပုံမှန်မူလစိတ်နေသဘောထားကဘယ်အရာလို့မျက်စိမှပရိပဒါဆိုတာမရအောင်သူကဘယ်အရာလို့အစွန်းတစ်ဖက်ကိုရောက်နိုင်တဲ့လောက်ရမျိုးတွေပဲလောက်တတ်တယ်ထုံနေတူသွားပဲအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်သူကအစွန်းတစ်ဖက်ကိုရောက်အောင်ချစ်ကြတယ်ဘလို့အစွန်းတစ်ဖက်ကိုရောက်အောင်ချစ်ကြလဲတယောက်ဆိုတယောက်ဆွဆွဲမြဲမြဲတတိတတ်ချစ်တယ်တတိတတ်အချစ်ရည်နဲ့ပတ်သက်ရင်အဲ့လိုမျိုးရှိတယ်နောက်တစ်ခုသူကိုယ်တိုင်လည်းတကယ်ဆွဆွဲလန်းလန်းချစ်သွားပြီဆိုလို့ရှိရင်ဖောက်ပြန်တာမျိုးကမြင်တာမျိုးမလုပ်ဘူးတနေ့ကချစ်တယ်တယောက်ကိုတယောက်တစ္ဆာရှိချစ်တယ်ဒီတယောက်ကိုမှမရဘူးလားမရဘူးဆိုလို့ရှိရင်သူကအပြိုကြီးလူပြိုကြီးဘဝကိုခံယူလိုက်ကြတယ်နော်အပြိုကြီးလူပြိုကြီးတွေတော်တော်များများကိုကြည့်ကြည့်လိုက်လို့ရှိရင်တို့မဟာဘူးနှစ်ကျွန်းတွေတွေ့ရတယ်နှစ်ကျွန်းတွေတော်တော်များကိုအပြိုကြီးလူပြိုကြီးစားတာနဲ့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့တို့တွေကသူကိုယ်တိုင်ကတစ္ဆာရှိပြီးတယ်တစ္ဆာရှိနဲ့ချစ်ပြီးတယ်သူ့ပေါ်မှာပြန်ပြီးတစ္ဆာရှိရင်တော့ရှိတစ္ဆာမရှိဘူးဆိုလို့ရှိရင်ဟလာအမျိုးသားဆိုလဲမိန်းမမှန်တယ်များဘယ်မိန်းမမှမကောင်းဘူးဆိုပြီးရောချအောင်အမျိုးသမီးဆိုလဲယောက်ျားမှန်တယ်များဘယ်ယောက်ျားမှမကောင်းဘူးဆိုပြီးရောချအောင်အဲ့လိုမျိုးတွေရောချတတ်တဲ့အကျင့်လေးတွေမဟာဘုံနှစ်ကျွန်းသမားတွေမှာရှိတယ်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုကခွတ်နေတဲ့သူတယောက်ယောက်ပြီးမဟာဘုံနှစ်ကျွန်းသမားရှိတယ်ဆိုလို့ရှိရင်သူတို့ရဲ့အားနည်းချက်ပျော့ကွက်လေးတစ်ခုကိုထောက်ပြပေးလိုက်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မဟာဘုံနှစ်ကျွန်းသမားတွေကသူတို့ကိုလိုချင်တယ်ဆိုလို့ရှိရင်အမြဲတမ်းအနေနီးတောင်းသူတို့ရဲ့အချစ်ကိုမကြခင်မှာရတယ်။ဘာကြောင့်လဲအာနာပြီးရတာဒါမှမဟုတ်လို့ရှိရင်တဏှာပြီးရတာ။ဒါကြောင့်လို့ရှိရင်သူတို့ရဲ့စိတ်ကနေပြီးတော့ဒီတယောက်ကိုသူတို့ပေါ်မှာကောင်းတယ်လို့မြင်သွားလို့ရှိရင်စိတ်ကနေတန်ရောစင်တွေ့ပြီးတော့သူတို့ရဲ့အချစ်ကိုရရှိတာ။အဲ့လိုမျိုးတွေအများဆုံးရရှိတတ်တဲ့သူဟာမဟာဘုံနှစ်ကျွန်းဘလို့ရရှိတာလဲဆိုတော့သူကအနေနီးတဲ့သူနဲ့ရရှိတာ။အနေနီးတဲ့သူပေါ်မှာတန်ရောစင်တွေ့တတ်တာ။အဲ့လိုမျိုးတွေ့တတ်တဲ့အကျင့်တွေမဟာဘုံနှစ်ကျွန်းသမားတွေမှာရှိတယ်။ဒီလိုတွေ့တတ်တဲ့သူတွေဆိုလို့ရှိရင်လေမဟာဘုံနှစ်ကျွန်းအမျိုးသမီးဖြစ်အမျိုးသားဖြစ်နှစ်ဖက်လုံးကိုကြည့်ကြည့်လိုက်လို့ရှိရင်တို့ကအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်အချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်နော်အသက်အရွယ်ကွာလွန်းသူနဲ့အချစ်ရည်အိမ်တော်ကြီးဖြစ်တတ်တယ်အသက်အရွယ်ကွာလွန်းသူကဥပမာဆိုကြပါစို့အသက်16နှစ်ကောင်မလေးကအသက်35 40ရှိတဲ့လူပြိုကြီးအပြိုကြီးဒါမှမဟုတ်လို့ရှိရင်အိမ်တော်ခွဲထားတဲ့သူတွေနဲ့အဲ့လိုအချစ်ရည်အကြောင်းပါတတ်တယ်အဲ့လိုမျိုးတွေပါတတ်တယ်နောက်တစ်ခုကအနေနီးစပ်သွားပြီဆိုလို့ရှိရင်လေသူကဘာသာကြားလူမျိုးကြားတွေလည်းသူတို့နဲ့အနေနီးစပ်ပြီးတော့အချစ်ရည်ဖြစ်သွားတတ်တယ်အဲ့လိုမျိုးတွေဖြစ်တတ်တဲ့အချိန်တွေပိုင်းဆိုင်ရာမဟာဘုံနှစ်ကျွန်းတွေမှာတော်တော်များတွေ့ရတယ်တွေ့ရတဲ့အခါကျတော့မဟာဘုံနှစ်ကျွန်းသမားတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တချို့အမျိုးသားတွေကြောက်လို့ရှိရင်နော်အမျိုးသားတွေဆိုလို့ရှိရင်ကိုယ့်ထက်အသက်ကြီးလွန်းသူနဲ့ယူတတ်ကြတယ်ချစ်တတ်ကြတယ်အိမ်တော်ကြီးဖြစ်ပေါ်တတ်တယ်အဲ့လိုမျိုးတွေရှိတယ်ဒါကြောင့်မို့လို့မဟာဘုံနှစ်ကျွန်းသမားတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ကမဟာဘုံနှစ်ကျွန်းသမားတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အနည်းဆက်ဆုံးကိုယ်အနည်းနားမှာရှိတဲ့လူတွေကိုအဓိကသတိထားဘလို့သတိထားရမလဲဆိုလို့ရှိရင်မဟာဘုံနှစ်ကျွန်းသမားတွေကအနေနီးစပ်သူနဲ့မကြခဏမှားတတ်တဲ့အဖြစ်မျိုးရှိတဲ့အတွက်ကြောင့်မို့လို့ဘုံကြီးเจ้าတော်၎င်းကိုမိမိအိမ်မှာအဝင်အထွက်များတဲ့အမျိုးသားတော်၎င်းအမျိုးသမီးတော်၎င်းအသက်အရွယ်ကွာလွန်းတော်၎င်းအဲ့လိုလူမျိုးတွေနဲ့သတိထားဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လိုအဝင်ထွက်များပြီးအနေနီးစပ်သူနဲ့အများဆုံးအိမ်တော်ကြီးဖြစ်ပေါ်တတ်တဲ့အကျွင်းထဲမှာဒီမဟာဘုံနှစ်ကျွန်းသမားတွေပါတယ်နော်အဲ့လိုပါတဲ့အတွက်ကြောင့်မသူတို့တွေကအတက်နိုင်ဆုံးအနေနီးစပ်သူကိုသတိထားရတယ်နောက်တစ်ခုမဟာဘုံနှစ်ကျွန်းသမားတွေကသူတို့ကတကယ်တမ်းအချစ်ရည်နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကနှစ်ကာချစ်တဲ့သူဆိုလို့ရှိရင်မဖောက်မပြန်တစ္ဆာရှိပြီးနေတတ်တယ်လို့မဟာဘုံနှစ်ကျွန်းသမားတယောက်ကဖောက်ပြန်နေတယ်အိမ်တော်ကြီးဖောက်ပြန်နေတယ်ဆိုလို့ရှိရင်တော့တတိထားသူတို့ကိုယ့်ကိုတကယ်မချစ်သေးလို့ဆိုတဲ့အကြောင်းကိုသိရတယ်နော်ဘာဖြစ်လို့လဲဆို
ဖောက်ပြန်မှုအတွေးကိုလုံးဝသူတို့ခေါင်းတော့မရှိသူတို့ခေါင်းတော့မရှိတကယ်ဖောက်ပြန်နေပြီမဟာဘုံနှစ်ကျင်တစ်ပိုင်းနဲ့အချစ်ကြီးအိမ်တော်ကြီးဖြစ်ပြီးတော့ဖောက်ပြန်ခံထားရပြီဆိုလို့ရှိရင်တော့အထူးပြုဆိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အချစ်တွေကိုယ်ဒီမှာမရှိလို့မိမိမှာဘာလိုအပ်နေလဲသူတို့ချစ်ခင်လာဖို့ဘာလိုနေလဲဆိုတဲ့အကြောင်းရင်းကိုကိုယ်တိုင်ရှာဖို့လိုတယ်ကိုယ်တိုင်ရှာဖို့လိုတယ်တကယ်ချစ်လာလို့ရှိရင်မဟာဘုံနှစ်ကျင်သမားတွေသူတို့ရဲ့ချစ်တဲ့သူကိုစစ်စစ်လေးစောင့်ကြည့်တာတော့မကြိုက်ဘူးအဲ့လိုမျိုးတွေမကြိုက်ဘူးမကြိုက်တတ်တဲ့အနေအထားပိုင်းဆိုင်ရာရှိတယ်မဟာဘုံနှစ်ကျင်သမားတွေကအချစ်ရည်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်မှားယွင်းမယ်ဆိုလို့ရှိရင်လည်း तू ကအဆုံးဆုံးပြီးမှားယွင်းတတ်တယ်။ဒါကြောင့်လို့ရှိရင်အချစ်ရည်နဲ့ပတ်သက်ပြီးခဏလေးပဲချစ်သူဖြစ်တာမကြသေးဘူးခဏလေးအတော်တွဲမှာတယောက်မှားကုန်ကြတာလို့အချစ်နဲ့လွန်ကုန်ကြတာလို့နော်ဒါမျိုးတွေဖြစ်ပေါ်တတ်တဲ့အနေအထားတွေမှာတော်တော်များမဟာဘုံနှစ်ကျင်သမားတွေတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်လုံးဝပြပြယုံသားလွယ်တာအယုံလွယ်တာချစ်လာပြီဆိုရင် तू ကနှစ်ကချစ်ပြီးတော့နော်ဘဝတစ်ခုလုံးပုံပေးပြီးချစ်တတ်တာအဲ့ဒါမဟာဘုံနှစ်ကျင်သမားတွေနော်အဲ့ဒီလိုချစ်တတ်တဲ့အရာကကောင်းလားဆိုးလားလို့မြင်အဆိုးပိုင်းမှာတော့မရှိဘူးအကောင်းပိုင်းမှာတော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုသိသွားတဲ့ခါကျတော့တစ်ဖက်ကအနိုင်ယူလို့ရသွားတယ်အဲ့ဒီပုံစံမျိုးတွေဖြစ်တတ်တယ်ခါကြလို့ရှိရင်မဟာဘုံနှစ်တွင်သမားတွေအနေနဲ့ပေါ့နော်မိမိတို့ဘယ်လိုပြောမလဲသွားတာလာတာအမျိုးသမီးတွေအထူးကြီးဆိုင်ဖို့လိုတယ်အထူးကြီးဆိုင်ဖို့လိုတယ်မထင်မှတ်ပဲအိမ်အောင်ကြတတ်တယ်မချစ်မနစ်တတ်သူနဲ့အိမ်အောင်ကြတတ်တယ်ကိုချစ်တာတယောက်ညားတာတယောက်ဖြစ်တတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်မဟာဘုံနှစ်ကျင်သမားတွေအနေနဲ့ကအိမ်တော်ရေးအနေနဲ့ဖြစ်ပေါ်လာပြီးအချစ်ရေးအနေနဲ့ဖြစ်ပေါ်လာပြီးလို့အရှိမပြောခဲ့သလိုပဲနီးစပ်ရာနဲ့ညှိစွန်းလွယ်တယ်ညှိစွန်းလွယ်တဲ့လူတော်တော်များများကမဟာဘုံနှစ်ကျင်သမားတွေရှိတယ်တချို့ဘုံကြီးယဟန်တန်ဃာတွေလူထွက်ပြီးအိမ်တော်ပြုတ်ကုန်တာအဲ့ဒီလူတွေရဲ့ဇာတာတွေကိုကျွန်တော်တို့လိုက်စစ်ကြည့်တဲ့အခါမှာမဟာဘုံနှစ်ကျင်မှုတွေ့ရတယ်ဘာကြောင့်နှစ်ကျင်လို့တွေ့ရလဲဆိုတော့ဒီမဟာဘုံနှစ်ကျင်တွေကဘာသာရေးနဲ့ပတ်သက်ပြီးဘာသာရေးကိုလုံမယ်ဆိုလို့ရှိရင်လေနော်ထေကြီးဝါကြီးဓမ္မကတိကအနေနဲ့အစွန်းရောက်တဲ့အထိလောက်တာအိမ်တော်ရေးနဲ့ပတ်သက်ပြီးအိမ်တော်ရေးပိုင်းကိုလုံမယ်ဆိုလို့ရှိရင်သူကအစွန်းရောက်တဲ့အထိလောက်တယ်နော်ကောင်းကျိုးကိုလုံမယ်ဆိုလို့ရှိရင်လည်းကောင်းကျိုးကိုအစွန်းရောက်တဲ့အထိလောက်တယ်ဆိုးကျိုးကိုလုံမယ်ဆိုလို့ရှိရင်လည်းမကောင်းမှုဒုစရိုက်ကိုလုံမယ်ဆိုလို့ရှိရင်လည်းမကောင်းမှုဒုစရိုက်ကိုအစွန်းရောက်တဲ့အထိလောက်တယ်သူကမဟာဘုံနှစ်တွင်ရဲ့အဖြစ်သဘောတရားကိုကသူကအစွန်းတစ်ဖက်ကိုရောက်တတ်တဲ့သူစားမျိုးလို့ဒီလိုကျွန်တော်တို့သတ်မှတ်ထားတယ်နော်ပညာအရပေါ်ထားတဲ့သူပေါ်ပြထားတဲ့သူဖြစ်တဲ့အတွက်သူကဘယ်ရာမဆိုအစွန်းရောက်တယ်။အဲဒါကြောင့်ကိုယ့်ရဲ့မဟာဘုံနှစ်ကျင်သမားတွေကိုကအိမ်တော်ဘက်ဖြစ်နေရင်တော့၎င်းအချစ်သူဖြစ်နေရင်တော့၎င်းဒါမှမဟုတ်လို့ရှိရင်ကိုခရတ်နေတဲ့သူကမဟာဘုံနှစ်ကျင်သမားဖြစ်နေရင်တော့၎င်းသူတို့နဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးတော့အနိစ္စဆုံးသူတို့နဲ့နိစ္စချင်တပါဆိုလို့ရှိရင်အနိကနေနိုင်ဖို့လိုတယ်။အနိကနေနိုင်တဲ့သူနဲ့အချစ်ရေးဖြစ်ပေါ်တတ်တယ်။ကိုလိုချင်တဲ့သူကိုရနိုင်တယ်ရလွယ်တယ်။ဘာကြောင့်လဲဆိုတော့ရလွယ်တယ်ဆိုတာကသူတို့ရဲ့ပေါ့ပြပြတ်မှုရလွယ်တာမဟုတ်ဘူးသူကအနေနိစ္စသူနဲ့အကြောင်းပါတတ်တဲ့ငါကအကျင့်ရှိလို့တချို့တော့မဟာဘုံနှစ်တွင်အမျိုးသမီးငယ်လေးတွေကိုနည်းနည်းလေးတော့သတိပေးတယ်။ဘာလဲဆိုလို့ရှိရင်မိမိအိမ်မှာအမျိုးသားကြီးအဝင်ထွက်ရှိရင်နည်းနည်းသတိထား။နောက်ပြီးတော့ဘုန်းကြီးကျောင်းတို့လိုနော်ဘာသာရေးအဆောက်အုံတို့လိုဘာသာရေးအသိပညာရှင်အတတ်ပညာရှင်တို့လိုကိုယ်နဲ့စန့်ကျင်ဘက်ပေါ့မိမိကအမျိုးသမီးဖြစ်ရင်အမျိုးသားနော်ဘာသာရေးနဲ့ပတ်သက်တဲ့အမျိုးသားဒါမှမဟုတ်လို့ရှိရင်ဘုန်းကြီးကျောင်းဒါမှမဟုတ်လို့ရှိရင်ကိုယ့်ထက်အသက်ကြီးလွန်းသူနဲ့တအားကြီးနိမ့်ကပ်မနေဖို့အကြံပေးခြင်းတယ်နော်တအားကြီးရင်းရင်းနှီးနှီးမဆက်ဆံဖို့အကြံပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့မဟာဘုံနှစ်တွင်သမားတွေအမျိုးသမီးတွေကြည့်လိုက်လို့ရှိရင်ဘလောက်ပဲရုပ်ဆိုးနေပါသေးတွတ်တော်ပြင်းပြင်းစင်ကြည့်ကောင်းတဲ့ပုံစံရှိတယ်အဲ့လိုကြည့်ကောင်းတဲ့ပုံစံရှိခြင်းကတန်တန်ရိုးရိုးတသားကြည့်ကောင်းတဲ့ပုံစံရှိကိစ္စမရှိဘူးတချို့သောအရာလေးဒီမှာကိလေသာဘက်ကိုနှွှဲသွားတတ်တယ်ကိလေသာဘက်ကိုကိုကမနှွှဲပေမဲ့ကိုကိုနှွှဲလာတတ်တဲ့အနေထားတိုင်းဆိုင်ရာကြုံတတ်တဲ့ပုံစံရှိသလိုတချို့သောသူတွေမှာမတော်မတရားကိစ္စတွေဖြစ်တတ်တဲ့သဘောလေးတွေလည်းဒီမဟာဘုံနှစ်ကျင်တွေမှာအများဆုံးတွေ့ရတဲ့အတွက်ကြောင့်မဟာဘုံနှစ်ကျင်အမျိုးသမီးတွေရှိတယ်ဆိုလို့ရှိရင်အမျိုးသမီးတွေရှိတယ်မိမိသားသမီးဒါမှမဟုတ်လို့ရှိရင်ညီကိုမောင်နှမကိုယ့်ရဲ့အသိမိတ်ဆွေရှိတယ်ဆိုလို့ရှိရင်ဒါတွေမဖြစ်အောင်တားပါနောက်တစ်ချက်အမျိုးသားတွေမဟာဘုံနှစ်ကျင်အမျိုးသားတွေဆိုလို့ရှိရင်လေမိမိထက်အသက်အရွယ်ကြီးလွန်းသူနော်အသက်အရွယ်ကြီးလွန်းသူရင်းနှီးတဲ့အမျိုးသမီးတွေနဲ့ရင်းရင်းနှီးနှီးလက်ပေါ်တည်းမနေလေးတွေနဲ့နေမိရင်အဲ့ဒီလိုမျိုးလက်ပေါ်တည်းရင်းနှီးနှီးဆက်ဆံမိရင်အဲ့ဒီလိုလူမျိုးတွေနဲ့အကြောင်းပါသွားတယ်အနေနိစ္စသူနဲ့အကြောင်းပါသွားတယ်ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တယ်လို့မဟာဘုံနှစ်ကျင်တိုင်းတော်တော်များများအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်တချို့တော့သူဆိုလို့ရှိရင်မွေးစားမောင်နှမ